ဝါရှူဟာဓာတ်စီခိုးရမှာကျွမ်းကျင်သူတယောက်ဖြစ်ပါတယ်။ဒါကြောင့်သူကနေတိုင်းစီခိုးပြီးမတူညီတဲ့ဓာတ်စီဆိုင်တွေကိုပြန်ရောင်းချလေရှိပါတယ်။ပြီးတော့အဲ့ဒီငွေတွေကိုဝါရှူကသူတို့ရက်ကွက်သားတွေရဲ့ကောင်းကျိုးအတွက်ပြန်လည်အသုံးပြုပေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဝါရှူနဲ့သူ့ဖေဟာသူတို့ရက်ကွက်ကလူတွေကိုကူညီဖို့အတွက်ပဲဓာတ်စီခိုးခဲ့တာထက်ပါတယ်။ဘာလို့လဲဆိုတော့အစိုးရကရက်ကွက်သားတွေကိုရေမပေးခဲ့လို့ပါ။နေစရာဟင်းတွေလည်းမပေးခဲ့ပါဘူး။ပြီးတော့ငါးဖမ်းသမားတွေကိုလည်းပင်လယ်ထဲသွားဖို့လမ်းကိုပိတ်ထားခဲ့ပါတယ်။ဒါကြောင့်ဝါရှူဟာနေတိုင်းဓာတ်စီခိုးတဲ့ဒီလုပ်ကိုဆက်လက်လုပ်ကိုင်နေခဲ့ပါတယ်။ဒါပေမဲ့ဒီလိုလုပ်နေနေပဲဘာလ်မူရေဂန်ဆိုတဲ့လူတစ်ယောက်ကဝါရှူရဲ့လုပ်ငန်းတွေကိုဝင်ရောက်ပြီးဝါရှူရဲ့ trucker driver ကိုပိုက်ဆံနည်းနည်းပေးပြီးတော့ဓာတ်စီထဲမှာအတူတွေရော့ဆက်ခိုင်းလိုက်ပါတယ်။ဒီလိုလုပ်လိုက်တဲ့အတွက်ရက်အနှင်းကအတွင်းမှာပဲကားအများကြီးရဲ့အင်ဂျင်တွေရက်တန့်ပျက်စီးကုန်ပြီးဓာတ်စီဆိုင်တွေမှာတိုင်ကြားမှုတွေတိုးလာခဲ့ပါတယ်။ဒီအကြောင်းကိုဝါရှူတိလိုက်ရတဲ့အခါသူလုံးဝအံ့အားသင့်သွားခဲ့ပါတယ်။ပြီးတော့ဝါရှူကိုလိုင်း trucker ကိုရက်ပြီးစတင်စစ်ဆေးခဲ့ပါတယ်။အဲ့ဒီအခါမှာသူ့ကို trucker ထဲမှာရှိတဲ့ဓာတ်စီတွေအားလုံးဟာအတူတွေရောနှောထားတဲ့စီတွေထိနေတာကိုသိလိုက်ရပါတယ်။ဒီအခြေအနေကိုမြင်တော့ဝါရှူဟာအញ្ញံဒေါ်လာထွက်ပြီးသူ့ရဲ့ driver တွေအားလုံးကိုအလုပ်ကနေထုတ်ပယ်လိုက်ပါတယ်။ driver တွေကလည်းဒီကိစ္စကိုဘာလ်မူရေဂန်ကိုတွားပြောပြခဲ့ပါတယ်။အဲ့ဒီနောက်မှာဒေါသထွက်နေတဲ့ဘာလ်မူရေဂန်ဟာဝါရှူရဲ့လုပ်ငန်းကိုရက်တန့်ပစ်ဖို့ကောင်းစီကယူတချို့ကိုဝါရှူစီလွတ်လိုက်ပါတယ်။ဒါပေမဲ့ဝါရှူကအဲ့ဒီကောင်းစီဝင်တွေနဲ့သူတို့ရဲ့လူတွေကိုဆိုးဆိုးရွားရွားရိုက်နှက်ပြီးမောင်းထုတ်ပစ်လိုက်ပါတယ်။ဒါပေမဲ့လည်းဘာလ်မူရေဂန်ဟာငြိမ်မနေပါဘူး။သူကတိုက်ရိုက်ပဲ DCB မာယာဒါကိုတွားပြီးအဖြစ်အပျက်အားလုံးကိုပြောပြလိုက်ပါတယ်။အဲ့ဒီအခါမှာမာယာဒါဟာရဲအင်အားအပြည့်အစုံကိုအသုံးပြုပြီးဝါရှူရဲ့ trucker လူအားလုံးကိုဖမ်းဆီးသိမ်းယူစေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဝါရှူရဲ့လူတွေကိုလည်းထောင်ထဲထည့်ပြီးပြင်းပြင်းထန်ထန်ရိုက်နှက်နှိပ်စက်စေခဲ့ပါတယ်။နောက်အပိုင်းအထွာလိုက်နဲ့ comment ပေးခဲ့ကြပါနော်။